မော်လမြိုင်ကနေမြောက်ဒီကိုစိုက်ကင်းတော်မယ်ဆိုရင်တော်လို့ရလားအချိန်ဘယ်လောက်ကြာမှာလဲလန်ခီးမှာဘယ်လိုရှိလဲတိကျလားတိကျလားမတိကျလားတော့မသိဘူးเนาะကျွန်တော်တိကျလို့ဆိုပြီးတော့အခုမော်လမြိုင်ရဲ့ဆောက်ထွက်လာပါပြီမနက်6 နာရီဆောက်ထွက်နေပါပြီကျွန်တော်ရဲ့ချစ်နဲ့ချစ်ပေါ့ဘလို့မိမမဟုတ်ချစ်အကောပရိတ်ရောက်ပြီနော်ဒါပေမဲ့ကျုံလို့တခြားတော့ကျွန်တော်ဗီဒီယိုမရိုက်ခဲ့ဘူးဒီကျုံလို့ဖတ်မှဆိုရင်အိမ်ကြီးမီးလောက်လာအများကြီးပဲဒါပေမဲ့တိတ်မရရဘူးအခုကကောပရိတ်နာအဲ့မှာမြောက်ဒီမျိုးရဲ့ဈေးနှုန်းတွေပြပြမယ်လက်ဖေးတစ်ဖက်ကတော့ကျွန်တော်3000ပါလမ်းကြီး63တပွဲကတော့6000ပါမစိုးပါဘူးရတာတွေပါညာကတော့ဒါတိတိလေးပေါ့နော်